တခါတော့ကရောင်ငယ်လေးတူရမှာမြေတူးသမားတယောက်နေထိုင်ခဲ့ပါတယ်။သူ့ရဲ့နေ့စဉ်ဘဝကမြေကြီးတွေတူးပြီးရလာတဲ့မြေတွေကိုသူ့ရဲ့မြေပေါ်မှာတင်ကဈေးမှာသွားရောက်လေ့ရှိပါတယ်။ဒါကရုပ်ရှင်လာတဲ့သူ့ရဲ့နေ့စဉ်ဘဝလေးပဲဖြစ်ပါတယ်။ဒီလိုနဲ့တနေ့မှာတော့မြေတူးသမားဟာမြေကြီးတူးနေရင်ပြောင်လက်ပြီးတောက်ပနေတဲ့ကြောက်တုံးတုံးကိုတူးဖော်မိလိုက်ပါတယ်။ကြောက်တုံးကိုကြည့်ရတာလှပပြီးဝက်လက်နေတဲ့အတွက်သူမြင်းရဲ့လေပင်မှာကျုံးနဲ့တွဲပြီးခြိထားပေးလိုက်ပါတယ်။နောက်တစ်နေ့မှာသူဟာမင်းနဲ့ရွာထဲဖြစ်သွားနေတော့ရွာထဲကလူတွေကမြင်းရဲ့လေပင်မှာခြိထားတဲ့ကြောက်တုံးကိုတွေ့သွားကြပါတယ်။ကြောက်တုံးကအလွန်ကုန်တောက်ပပြီးထူးဆန်းနေတာကြောင့်အကုန်လုံးကဝိုင်းဝန်းကြည့်နေကြပါတယ်။ဒါပေမဲ့ဘသူကမှကြောက်တုံးအကြောင်းကိုနားမလည်ကြပါဘူး။တနေရာရောက်မှာတော့ကုန်းစောဆိုင်ပိုင်ရှင်တရေတူကကြောက်တုံးကိုမြင်ပြီးလှမ်းမေးလိုက်ပါတယ်။ဟဲ့လူခမမြင်းရဲ့လေပင်ကအယောင်တောက်နေတာဘာကြီးလဲဗျ။အဲ့ဒီအခါမြေတူးသမားကရိုးသားသားပဲမနေ့ကကျွန်တော်မြေကြီးတူးနေရင်းနဲ့ရလာတဲ့ကြောက်တုံးလေးပါဗျာ။လှလာနဲ့မြင်းရဲ့လေပင်မှာခြိပေးထားတာဆိုပြီးပြန်ဖြေလိုက်ပါတယ်။အဲ့ဒီစကားကိုကြားတဲ့အခါကုန်းဆိုင်ပိုင်ရှင်ကလည်းသူ့ဆိုင်မှာအလှဆင်ထားဖို့စစ်ကူးပေါက်သွားပြီးဒီကြောက်တုံးကိုငါ့ကိုပြန်ရောက်မလားလို့မေးလိုက်ပါတယ်။ရေတူးသမားကခဏစဉ်းစားလိုက်ပြီးနောက်ရောက်မယ်လေခမလိုချင်ရင်ပတ်စံ50ပေးပြီးယူလိုက်ပါလို့ပြောလိုက်ပါတယ်။ကုန်းဆိုင်ပိုင်ရှင်ကလည်းချက်ချင်းပတ်စံပေးပြီးကြောက်တုံးကိုဝယ်ထားလိုက်ပါတယ်။အဲဒီနောက်သူဟာကြောက်တုံးကိုဘယ်နေရာမှာထားရင်ကောင်းမလဲဆိုပြီးစဉ်းစားလိုက်ပါတယ်။ခဏကြာတော့အကြံရသွားပြီးသူ့ဆိုင်မှာရှိတဲ့ချင်းခွင်မှာအလှဆင်ထားလိုက်ပါတယ်။ဈေးလာဝယ်တဲ့လူတွေကကြောက်တုံးကိုတွေ့တဲ့အခါတန်တုံးနဲ့ကြည့်ကြတာပေါ့။ရဲနေကြပြီးနောက်မလက်ခင်းတစ်ခုမှာပရင်စီယာတူကသူတို့ယာကိုရောက်လာခဲ့ပြီးကုံစုံဆိုင်ထဲကိုပစ္စည်းဝယ်ဖို့အတွက်ဝင်လာခဲ့ပါတယ်။ဆိုင်ထဲမှာရှိတဲ့ပစ္စည်းတွေကိုလက်ပတ်ကြည့်နေရင်ချင်းခွင်မှာချိတ်ထားတဲ့ကြောက်တုံးကိုမြင်သွားပါတော့တယ်။သူလည်းထူးဆန်းနေတာနဲ့အနီးကပ်ကြည့်လိုက်တော့သူ့မျက်လုံးတွေပင်မယုံနိုင်လောက်အောင်ကျူးကျဲသွားပါလေ။ဒါဟာတာမန်ကြောက်တုံးမဟုတ်ပဲတန်ဖိုးအလွန်ကြီးရဲ့စိန်တပွေးဖြစ်နေမှသူသိလိုက်ပါတယ်။ကိုစိုးဆိုင်ပိုင်ရှင်ကိုအလင်းမြန်မဲခမဒီကြောက်တုံးကိုဘယ်ကနေရတာလဲ။ပြီးတော့ဘာလို့ဒီစိန်ခွေမှာချိတ်ထားတာလဲဆိုပြီးမေးကြည့်လိုက်ပါတယ်။ဆိုင်ရှင်ကအဲ့ဒီကြောက်တုံးကိုပြောတာလား။ကျွန်တော်မြေလူသမားစီကနေပတ်စံ50ပေးပြီးဝယ်ထားလိုက်တာ။ပြီးတော့ဈေးဝယ်တဲ့လူတွေအတွက်အသေးစမ်းလေးဖြစ်အောင်ချင်းကင်မှာအလှဆင်ထားတာလို့အေးစစ်စစ်ပဲပြန်ပြေးလိုက်ပါတယ်။အဲဒီစကားကိုကြားတဲ့အခါပရင်ဆရာကဆက်လို့ရှာသွားပြီးငါဒီကြောက်တုံးကိုရအောင်ဝယ်ရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဆိုင်ရှင်ကိုပြန်ရောက်ဖို့တောင်းဆိုလိုက်တော့ဆိုင်ရှင်ကခမရလွှတ်ချင်တဲ့ဆိုရင်တော့ရောက်မယ်လေ။ဒါပေမဲ့ပတ်ဆက်တရားပေးမှရောက်မယ်လို့ပြန်ပြေးလိုက်ပါတယ်။ပရင်ဆရာကတန်မိုးရှိတဲ့စိမ်မှန်သိနေပေမဲ့လည်းအချောင်လိုချင်တဲ့စိတ်ကြောင့်ဆိုင်ရှင်ကိုဒီကြောက်တုံးကဘာမှတန်ကြီးမရှိပါဘူးဗျာ။ပတ်စံတရားကများလုံးတယ်80နဲ့ရရင်တော့ယူမယ်ဆိုပြီးဈေးစစ်လိုက်ပါတယ်။ဆိုင်ရှင်ကလည်း80နဲ့တော့မရဘူးပတ်စံတရားပေးမှပဲရောင်းနိုင်မယ်။တရားမှမရရင်တော့မရောင်းနိုင်ဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်။ပရင်ဆရာကလည်းလက်မလျှော့ပဲကောင်းပြီလေဒါဆိုမနှပြန်ကြရင်ပြန်လာခဲ့မယ်လို့ပြောပြီးထွက်သွားပါတော့တယ်။သူ့ရဲ့စိတ်ထဲမှာတော့မနှပြန်ကြရင်ဘလုံနီးသုံးပြီးအလကားရအောင်ယူမလဲဆိုတာကိုကြံစီနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနေ့ညနေမှာပဲကြောက်ပွဲသားတူဟာသူတို့ရွာနာကဖြစ်သွားရင်ကားပြက်သွားခဲ့ပါတယ်။သူဟာကားပြင်ဆရာကိုစောင့်နေရင်းနဲ့ကုံစုံဆိုင်ထဲကိုဝင်လာခဲ့လိုက်ပါတယ်။ချင်းကမှာချိတ်ထားတဲ့ကြောက်တုံးကိုမြင်သွားပြီးအံ့ဩသွားရပါတယ်။စိတ်မှန်းသိသွားတာနဲ့ချက်ချင်းအချိန်မဆွဲတော့ပဲဆိုင်ရှင်ကိုရောင်းဖို့အတွက်တောင်းဆိုလိုက်ပါတယ်။ဆိုင်ရှင်ကလည်းပတ်ဆက်တရားရရင်ရောင်းပါမယ်လို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီကကြောက်ပွဲသားကဈေးမစစ်တဲ့အပြင်ပတ်ဆက်တရားပို့ပေးပြီး200နဲ့ဝယ်ယူကထွက်သွားခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ပရင်ဆရာပြန်ရောက်လာခဲ့ပါတယ်။ဆိုင်ထဲကိုရောက်တဲ့အခါစိန်ကိုမတွေ့တော့တာနဲ့ကြောက်တုံးပဲရောက်သွားတယ်လဲဆိုပြီးဆိုင်ရှင်ကိုမေးလိုက်ပါတယ်။ဆိုင်ရှင်ကကားပြပြီးရောက်လာတဲ့လူတစ်ယောက်ကပတ်ဆက်200ပေးပြီးဝယ်သွားလို့ရောင်းလိုက်ပြီလို့ပြန်ပြေးလိုက်ပါတယ်။အဲဒီစကားကိုကြားတဲ့အခါပရင်ဆရာကဟာတော့ပါပြီဆိုပြီးထောက်သွားလိုက်ပါတယ်။ပြီးတော့ဆိုင်ရှင်ကိုခမဟာတကယ်ကိုမိုက်မဲတဲ့လူတစ်ယောက်ပဲ
အဲ့ဒီကြောက်ကတကယ်တော့တန်ဖိုးအလွန်တန်တဲ့ရှားပါးစေတဲ့မျိုးပဲအဲ့ဒါကိုခမရကပတ်ဆက်နေရလောက်နဲ့ရောင်းလိုက်ရလားဆိုပြီးဒေါသတကြီးနဲ့ပြောနေခဲ့ပါတယ်ပရင်းဆရာပြောတဲ့စကားတွေကိုကြားတဲ့အခါဆိုင်စင်ကရဲလိုက်ပြီးဒီမှာဟဲ့လူကို့ဘာသာကိုလည်းပြန်တွေးကြည့်ပါဦးခမရကအဲ့ဒီကြောက်ဟာအဖိုးမဖြတ်နိုင်တဲ့စိတ်မှန်တိနေရတဲ့တောင်မှအလကားလိုချင်လို့စစ်စစ်နေခဲ့တာပဲလေဝယ်စရာရှိတာကိုမဝယ်ပဲအချိန်ဆွဲနေခဲ့လို့အခွင့်အရေးကိုလက်လွတ်လိုက်ရတာမဟုတ်ဘူးလားဒါဆိုရင်တကယ်မှန်မဲ့တဲ့သူကဘယ်သူဖြစ်မလဲရောင်းလိုက်တဲ့ကျွန်တော်လားအခွင့်အရေးကိုကောင်းကောင်းသုံးမချတဲ့ခမရလားဆိုတာပြန်စဉ်းစားပါလို့ပြောလိုက်ပါတယ်အဲ့ဒီအခါဗရင်ဆရာကဘာစကားမှပြန်ပြောနိုင်တော့ပဲသူ့ရဲ့မှားရင်းတဲ့ဆုံးဖြတ်ချက်ကိုသာနောင်တရနေခဲ့ပါတော့တယ်လောကမှာအခွင့်အရေးဆိုတာတစ်ခါလာပြီးတာနဲ့နောက်တစ်ခါပြန်လာခြင်းမှလာမှာပါဒါကြောင့်ဆုံးဖြတ်ချက်ကိုမှန်ကန်စွာချမှတ်ပြီးကိုယ့်ရှေ့မှာရောက်နေတဲ့အခွင့်အရေးကိုချက်ချင်းစုပ်ကိုင်နိုင်ဖို့အရေးကြီးပါတယ်တခါတလေမှာကိုတော်လိုက်တာလဲလိုက်တာဆိုပြီးအထင်မကြီးပါနဲ့ယုံကြည်မှုလွန်ခဲ့တဲ့အခါကိုယ့်ရဲ့အကျိုးစီးပွားကိုပျက်စီးစေနိုင်ပါတယ်ပြီးတော့အလုပ်တွေကိုမနှောင့်နှေးပါနဲ့ဘာပဲလုပ်လို့မနှက်ဖြန်မလုပ်မယ်ဆိုတဲ့စိတ်ကိုရှောင်ပါသင်ရဲ့အလုပ်တွေကိုကောင်းကောင်းလုပ်ဖို့အတွက်တင့်တော်တဲ့အချိန်တစ်ခုရှိပါတယ်အဲ့ဒီအချိန်ကတော့အခုပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကမိတ်ဆွေတို့အတွက်အကျိုးရှိစေမယ့်ဗီဒီယိုလေးတွေကိုအများအားတင်ဆက်ပေးနေတာဖြစ်တာကြောင့် like and subscribe လုပ်ထားပေးဖို့အကြံပြုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ